ဖောင်ပေါ်မှာဖောင်ပေါ်မှာစားရေကူးလိုက်နားလိုက်ပန်းဖြေလိုက်နဲ့စစ်စစ်အနားယူလို့ရတဲ့နေရာလေးတစ်ခုခေါ်သွားမယ်ပေါ့နော်အဲ့ဒါပဲမှာလဲဆိုတော့ကန်ချနာပူရီမှာပါဒီနေရာလေးကိုတော့စီဆောက်ဝတ်လို့ခေါ်ရပေါ့နော်ဒီမှာပါလာလို့ရလေဆိုတော့ဖောင်လာစီးလို့ရတယ်ပေါ့နော်နောက်ပြီးဖောင်ပေါ်မှာပဲအိတ်ချင်တဲ့တွေအတွက်အခန်းလေးတွေလည်းရှိရပေါ့နော်ဒီမှာဆိုရင်3ယောက်အဲ့အခန်းနှခန်းပါမယ်ပြီးတော့လူ5-6လောက်နေလို့ရတဲ့အခန်းလေးတွေလည်းရှိရပေါ့နော်နောက်ပြီးမိသားစုတကယ်ကျွေးရင်လည်းစစ်စစ်ထိုင်ပြီးစကားပြောလို့ရမယ့်နေရာလေးလည်းရှိရပေါ့နော်ဒါယူကီရိုရောက်တာနောက်ကျတော့ဒီနားလေးမှာပဲစော့နေရပေါ့နော်ကန်နာလေးမှာပဲမနေ့ရောက်တော့ဖောင်ဆွဲသွားပြီးရပေါ့နော်ဖောင်ကို15မိနစ်လောက်ဆွဲသွားပြီးတော့တောင်အောက်မှာခြီးပြီးထားခဲ့တယ်ပေါ့နော်အဲ့ဒါပြီးတော့သူတို့ခဏလောက်ပြန်လာခေါ်ပြီးတော့ရေလေခေါင်မှာရေသွားဆော့ကြရတယ်ပေါ့နော်တောင်ပေါ်ရောက်နေပါတယ်လို့ဟုတ်ကဲ့မြောက်လို့တွေ့တက်ပြီးတော့ပေါ့နော်ဟိုကနေတော့မြောက်လို့တက်လာပြီးခုကတော့မယူကီကိုကြောက်တဲ့အလုပ်ရှောင်နေရပါတော့။သူကကားလိုက်တယောက်တည်းရိုက်လိုက်နေဟုတ်တော့ဟုတ်နေရပဲ။နောက်9နာရီခွဲ8နာရီလောက်ဆိုတော့နေရာမထွက်သေးရောလီတဖြူးဖြူးတိုင်နေလို့အရန်ကောင်းနေပေါ့နော်။ရေတွေကောင်မှာဆိုတော့မုံဆိုင်နေပါရင်မရှိဘူးပေါ့လေ။ဒါပေမဲ့ဒီလိုဖောင်လေးနဲ့လာရောက်နဲ့မုတ်သိမ်လေးတော့ရှိရပေါ့နော်။ယူကီတို့မနေ့စာပါညာစားပြီးတော့ရေစင်းစောကြတယ်ပေါ့နော်။ယူကီတို့ကိုအဲ့ဒီဖော့လေးနဲ့ဆွဲသားပြီးတော့ရေလေကောင်မှာရေသွားပေးစောတယ်ပေါ့နော်။နေ့ရက်လောက်လဲကြတော့ယူကီတို့ပြန်လာခေါ်ပြီးတော့ကန်နာကိုပြန်ပို့ပေးတယ်ပေါ့နော်။တဘာဝနဲ့ထိတွေ့ရှင်တဲ့လူတွေတွားလက်တင်တဲ့နေရာလေးပေါ့နော်။အပြင်မှာဆိုတော်တော်လှရဲပေါ့လေ။ကျွန်းလေးတွေတောင်လေးတွေနဲ့ပြီးတော့လေလေးကတဖြူးဖြူးတိုက်နေရတယ်ကွာလုံးဝနေလို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်။